လူသားသမိုင်းတစ်လျှောက်လုံးမှာတော့ကျွန်တော်တို့တွေကကောင်းကင်ကြီးကိုကောင်းကင်အဖြစ်ပဲမြင်ခဲ့ကြတာပါကျွန်တော်တို့ကောင်းပေါ်မှာရှိတဲ့အဆုံးအစမရှိတဲ့အပြာရောင်လွင့်ပြင်းကြီးပေါ့1900ခုနှစ်အထိပေါ့အဲ့ဒီအချိန်မှာပြင်သစ်သိပ္ပံပညာရှင်လီယွန်တိုက်စရင်ဒီဘော့ကရိုးရှင်းပေမဲ့ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်သူကမိုးလေဝသတိုင်းထားတဲ့မိုးပြန်ပူဖောင်းတွေကိုအရင်ကဘယ်သူမှမရောက်ဖူးတဲ့အမြင့်အထိလွတ်တင်ခဲ့တာပါအဲ့ဒီမှာတဲ့အပူချိန်ကဆက်မကြတော့ပဲရပ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်တို့တွေအမှန်တရားကိုသိလိုက်ရတာပါပဲ။ကောင်းကင်ကြီးကဒီတိုင်းဟာလာဟင်းလင်းကြီးမဟုတ်ပါဘူး။အလွာလိုက်ရှိနေတာပါ။ပထမဆုံးအလွာကတော့12ကီလိုမီတာလောက်ထူတဲ့ troposphere အလွာပါပဲ။လူသားတွေရှူထုံနေတဲ့အထက်ရှူတန်းတိုင်းတိမ်တိုက်တိုင်းနဲ့မုန်တိုင်းတိုင်းကဒီအလွာထဲမှာပဲရှိနေတာပါ။တကယ်လို့ဒီအလွာသားမနှက်ဖြန်မှာဖျောက်ကွယ်သွားမယ်ဆိုရင်အောက်ဆီဂျင်တွေနေသွားမယ်လေဖူးရားတွေကျဆင်းသွားပြီးလူသားတွေဟာမနစ်ပိုင်းအတွင်းမှာပဲသတိလစ်သွားမှာဖြစ်ပါတယ်။အဲ့ဒီအပေါ်မှာတော့50ကီလိုမီတာအထိမြင့်တဲ့ stratosphere အလွာရှိနေတာပါ။အဲ့ဒီထဲမှာတော့အိုဇုံးလွာလို့ခေါ်တဲ့ပါးလွာတဲ့ဓာတုအကာအကွယ်အလွာလေးရှိနေတာပါ။သူက DNA တွေကိုပျက်စီးစေနိုင်တဲ့ရောင်ခြည်တွေကိုတားဆီးပေးထားတာဖြစ်ပါတယ်။တကယ်လို့ဒီအလွာသားပျက်စီးသွားမယ်ဆိုရင်နေရောင်ခြည်ဟာကျွန်တော်တို့ကိုနှွေးထွေးစေုံနဲ့မဟုတ်တော့ပဲတက်ရှိမှန်သမျှကိုမျိုးတုံးသွားစေမှာဖြစ်ပါတယ်။အဲ့ဒီထက်ပိုမြင့်တဲ့နေရာမှာတော့85ကီလိုမီတာအထိရှိတဲ့ mesosphere အလွာရှိပါတယ်။ဒါဟာဥက္ကခဲတူပျက်စီးသွားတဲ့နေရာပါပဲ။ဥက္ကခဲအများစုဟာဒီအလွာမှာတင်လောင်ကျွမ်းသွားတဲ့အတွက်မြေပြင်ပေါ်ကိုမရောက်လာတာဖြစ်ပါတယ်။ဒီအလွာတာမရှိရင်ဥက္ကခဲတူမြေပြင်ကိုကြားရောက်တာဟာထူးဆန်းတဲ့ဖြစ်ရပ်မဟုတ်တော့ပဲနေစဉ်နဲ့အများဖြစ်နေမှာပါ။နောက်တစ်ခုကတော့85ကီလိုမီတာကနေ600ကီလိုမီတာအထိကျယ်ဝန်းတဲ့ thermosphere အလွာပါပဲ။အဲ့ဒီမှာအပူချိန်က1500ဒီဂရီစင်တီဂရိတ်အထိမြင့်တက်သွားပါတယ်။ဒါဟာပုံမှန်အပူချိန်မျိုးမဟုတ်ပါဘူး။လေထုကအရန်ပါလွာလို့လူကိုလောင်ကျွမ်းစေမှာမဟုတ်ပေမဲ့နေအပလင်းထန်တဲ့စွမ်းဟင်တွေကဘာပေါ်ကိုမရောက်ခင်ဒီအလွာကနေစုပ်ယူပေးထားတာဖြစ်ပါတယ်။နောက်ဆုံးကတော့ကဘာကြိုရဲ့နောက်ဆုံးထွက်သက်လို့တင်စားရမယ့် exosphere အလွာပါပဲ။ atom တွေကအာကာသထဲကိုတဖြည်းဖြည်းလွင့်စင်ထွက်သွားပြီးကမ္ဘာဆွဲအင်ကလည်းလှုပ်ပေးလိုက်တဲ့နေရာပေါ့ကျွန်တော်တို့တွေကကလေးတွေကိုဒီအလွာဒီအကြောင်းသင်ပေးတဲ့အခါမှာရိုးရိုးနာမည်တွေလိုပဲသင်ပေးခဲ့ကြတာပါဒါပေမဲ့ဒါတွေကသင်ခန်းစာတွေတည်းမဟုတ်ပါဘူးတတိပေးချက်တွေဖြစ်ပါတယ်လေထုဆိုတာအလာကြီးကိုရှုခင်းတတ်မဟုတ်ပါဘူးအလွာလိုက်တိဆောက်ထားတဲ့အသက်ရှင်တန်မှုစနစ်ကြီးဖြစ်ပါတယ်တကယ်လို့အလွာတစ်ခုခုတာပျက်စီးသွားမယ်ဆိုရင်ကဘာကြီးကပောက်ကွယ်သွားမှာမဟုတ်ပေမဲ့ဘာတန်မှမထပဲသက်ရှိတွေနေထိုင်လို့မရတဲ့နေရာတစ်ခုဖြစ်သွား